1986 ခုနှစ် April 26 ရက်နေ့ညတနာရီနဲ့23မိနစ်အချိန်မှာတော့ Reactor number 4ကအထိန်းချုပ်မဲ့သွားခဲ့ပါတယ်။ Reactor အဖုံးတွေကတုံခါလာခဲ့ပြီးတော့အရန်ကိုပြင်းထန်တဲ့အနုမြူလိုင်းတွေကလည်းအဆောင်တစ်ခုလုံးဖုံးလွှမ်းသွားခဲ့ပါတယ်။ဒီအကြောင်းကိုတာဝန်ရှိသူတွေကတိချင်းမှာပဲအရေးပေါ်ကလပ်ကိုနှိပ်ခဲ့ကြတယ်။ပြီးတော့ဘိုးရွန်ချောင်းတွေကိုထည့်ပြီးတော့ရက်တန့်မှုစူးစမ်းခဲ့ကြပြီမဲ့လေစက္ကန့်ပိုင်းအတွင်းမှာပဲ Reactor number 4ကကြီးမားတဲ့မီးတောက်ကြီးနဲ့အတူတူပေါက်ကွဲသွားခဲ့ပါတယ်။အရန်ကိုကြောက်စရာကောင်းတဲ့ရေဒီယိုတက်တိကြွပစ္စည်းတွေကလည်းလေထဲကိုပြန့်လွင့်ကုန်ပါပြီ။ဒီပစ္စည်းတွေကဘလောက်တောင်များလဲဆိုလို့ရှိရင်ဟီရိုရှီးမားမြို့ကိုကျဲချခဲ့တဲ့အနုမြူဘုံးမှာပါဝင်တဲ့ပစ္စည်းတွေထက်အစာပေါင်း400လောက်ပိုများတယ်လို့ပြောပါတယ်။ဒါကြောင့်ဒီနျူကလ িয়ার မတော်တဆမှုကြီးကကမ္ဘာပေါ်မှာအဆိုးရွားဆုံးဖြစ်ရပ်တွေကတစ်ခုလို့ပြောလို့ရပါတယ်။ဒီနျူကလ িয়ার မတော်တဆမှုကယူကရိန်းနိုင်ငံအပြင်ဘေးနားမှာရှိတဲ့စပိန်ရစလို့ဆွီဒင် UK စတဲ့ဥရောပနိုင်ငံတွေအကုန်လုံးတက်ရောက်ခဲ့ပါဘေးနားကဘယ်လာရုစ်နိုင်ငံမှာရှိတဲ့မြက်တွေဆိုလို့ရှိရင်လေရေဒီယိုတက်တိကြွပစ္စည်းတွေနဲ့ဖုံးလွှမ်းသွားခဲ့ပြီးတော့ဒီမြက်တွေကိုစားတဲ့နွားတွေရယ်သူတို့စီရရတဲ့နွားနို့တွေကိုတောက်မိတဲ့ကလေးတွေရအစားပေါ့နော်ရေဒီယိုတက်တိကြွဓာတ်ရောင်ကြီးတွေတင်ပြီးတော့ thyroid cancer တွေထောင်ပေါင်းများစွာဖြစ်ပွားခဲ့ပါတယ်ဒါလောက်ပြင်းထန်တဲ့နျူကလ িয়ার မတော်တဆမှုကြီးကဘာကြောင့်ဖြစ်ပွားခဲ့တာလဲဆိုတော့ဘာကြောင့်ဒီလောက်ထိဆိုးရွားခဲ့တာလဲဆိုတာတော့ကျွန်တော်ကနောက်ွယ်က science နည်းလမ်းချက်ကြဖြည့်ရှင်းပြပါမှာဖြစ်ပါတယ်ဆိုဗီယက်ယူနီယံကဒုတိယကမ္ဘာစစ်အပြီးမှာ nuclear power plant တွေမှာပဲအဓိကယင်းနှိမ့်မြုပ်နှံခဲ့ပါတယ်ဆိုတော့နာမည်အကြီးဆုံးကတော့ Chernobyl nuclear power plant လို့ခေါ်တဲ့အခုပြပြပေးသွားမယ့်ဟာပဲဖြစ်ပါတယ်တကယ်နာမည်က Vladimir Lenin nuclear power plant ပဲဖြစ်ပါတယ်ဆိုတော့1980အစောပိုင်းကတိစောက်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ Chernobyl nuclear power plant လို့နာမည်ပေးခဲ့ပါတယ်Chernobyl မြို့ကနေပြီးတော့16ကီလိုမီတာအကွာလောက်မှာတည်ရှိပြီးတော့ဘယ်လာရုစ်နိုင်ငံနဲ့ဆိုရင်တော့ပို့ပြီးတော့နီးကပ်ပါဆိုဗီယက်ယူနီယံရဲ့အဆင့်မြင့်တဲ့ nuclear power plant တစ်ခုဖြစ်ပြီးတော့ဒီထဲမှာ reactor 4ခုဓာတ်ပေါင်းဖို့လို့ခေါ်တဲ့ reactor 4ခုပါဝင်ပါတယ်ပထမအဆုံး reactor နှစ်ခုကိုတော့1989မှာစတင်လည်ပတ်ပြီးတော့နောက်ထပ်4နှစ်အကြာလောက်မှာတတိယမြောက်တစ်ခုကိုလည်ပတ်ခဲ့ပါအခုနောက်ဆုံးစတုတ္ထမြောက် reactor ကတော့1983မှာစတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ nuclear power plants တွေကဘာလို့အရန်ကိုအသုံးဝင်လဲဆိုရင်သူကအရန်များပြားတဲ့လျှက်စစ်ပမာဏတွေကိုထုတ်ပေးနိုင်ဆိုတော့ဘယ်လောက်တောင်များပြားလဲဆိုလို့ရှိရင်ဒီ reactor တစ်ခုကနေပြီးတော့အကြမ်းပြင်း1000 megawatt လောက်ထိထုတ်ပေးနိုင်တယ်ဆိုတော့ reactor 4ခုဆိုရင်တော့ယူကရိန်းတနိုင်ငံလုံးရဲ့ကျွန်တော်တို့ဒီ10%လောက်ထိကိုလျှက်စစ်တွေပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့တနေရာတွေကနေပြီးတော့ 10% လောက်ပေးနိုင်မှာဆိုတော့အရန်ကိုမိုက်တယ်ပေါ့နော်ဒီ channel ဘိုင်းပောက်ကွဲမှုကဒီ reactor number 4ရဲ့ safety test ကိုလုပ်နေတဲ့အချိန်မှာဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်ဆိုတော့ဘာကြောင့်ဖြစ်လဲဆိုတာကိုမပြောခင်မှာ nuclear power plants တွေဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုကျွန်တော်ကနည်းနည်းရှင်းပြချင်အဓိကတော့လျှက်စစ်ထွက်လာဖို့ဆိုရင် generator ကိုလဲနိုင်ရရတယ်ဆိုတော့ဒါပေမဲ့ generator ကိုဘယ်နည်းလမ်းနဲ့လဲမှာလဲဆိုတာတော့အရေးကြီးဆုံးwind turbine လို့ခေါ်တဲ့ဒီလေဒလက်တွေမှာဆိုလို့ရှိရင်တော့ဒီလေကတိုက်လိုက်လို့ရှိရင် turbine လို့ခေါ်တဲ့ဒလက်တွေကလဲသွားပြီးတော့အထက်က generator ကပါလိုက်လဲတဲ့အချိန်မှာလျှက်စစ်တွေထွက်လာတယ်ဆိုတော့water wheel တွေလို့ခေါ်တဲ့ water turbine တွေမှာကျတော့ဒီရေကြောင့် turbine တွေလဲလို့ရှိရင်ဒီ turbine လဲတဲ့အချိန်မှာ generator လိုက်လဲတဲ့အတွက်ကြောင့်လျှက်စစ်တွေထွက်လာနောက်ထပ်အရန်အသုံးများတဲ့coal burning power station လိုမျိုးเนาะကြောင်မီးသွေးသုံးလျှက်စစ်တာအားပေးစက်ရုံတွေမှာဆိုလို့ရှိရင်တော့ကြောင်မီးသွေးတွေကိုမီးရှို့ပြီးတော့ဒီ boiler ထဲမှာရှိတဲ့ရေတွေကိုရေနွေးငွေပြောင်းတယ်ဆိုတော့ဒီရေနွေးငွေတွေကအရန်ကိုပြင်းတဲ့ဖိအားတွေနဲ့တာဘိုင်ထဲကိုဝင်ပြီးတော့တာဘိုင်တွေကလဲသွားကြတယ်ဆိုတော့ဒီရေနွေးငွေတွေကြောင့်တာဘိုင်လဲတယ်တာဘိုင်ကြောင့်ပဲ generator တွေကလိုက်ပြီးတော့လဲတယ်ဆိုတော့ဒီကကျတော့လျှက်စစ်ထွက်လာဆိုတော့ nuclear power plant မှာလည်းဒီတိုင်းပဲပေါ့နော်ဒီ reactor ထဲမှာရှိတဲ့ nuclear fuel လို့ခေါ်တဲ့ uranium တွေကnuclear reaction တွေဖြစ်တဲ့အချိန်မှာအပူတွေထွက်လာမယ်ဒီအပူတွေကရေတွေကိုရေကနေပြီးတော့ရေနွေးငွေအဖြစ်ပြောင်းပေးတယ်ဒီရေနွေးငွေတွေကတာဘိုင်ကိုလဲအောင်လုပ်တယ်တာဘိုင်ကနေပြီးတော့ generator လဲတယ်ဆိုတော့ဒီအချိန်မှာ generator ကနေပြီးတော့လျှက်စစ်တွေထုတ်ပေးတယ်ဆိုတော့ဒီပုံကတော့အယိုးရှင်းဆုံး nuclear power plant တစ်ခုအလုပ်လုပ်တဲ့ပုံပဲဖြစ်ပါတယ်ဘာတွေပါလဲဆိုတာကိုကြည့်မယ်ဆိုရင်တော့အရင်ဦးဆုံးကျွန်တော်တို့အထဲမှာ reactor လို့ခေါ်တဲ့ coal ရှိမယ်ပြီးရင်အထဲမှာလဲပတ်နေတဲ့ရေတွေရှိမယ်ဒီရေတွေကရေနွေးငွေကိုပြောင်းပြီးတော့ဘေးမှာတာဘိုင်ကိုသွားလဲမယ်ပြီးရင် generator ထပြီးတော့လဲမယ်ပေါ့နော်ဒီချိန်မှာလျှက်စစ်ထွက်လာဒီနေရာမှာရေတွေကဘယ်လိုမျိုးရေနွေးငွေပြောင်းလဲဆိုလို့ရှိရင်တော့ဒီရေတွေကဒီ nuclear reactor ရဲ့ core ထဲမှာရှိတဲ့ uranium က reaction တွေဖြစ်တဲ့အချိန်မှာအရန်ကိုများပြားတဲ့အပူတွေထုတ်ပေးတယ်ဆိုတော့အဲ့အပူတွေကြောင့်ရေတွေကရေနွေးငွေပြောင်းသွားတယ်ပြီးတော့ဒီရေတွေရဲ့အဓိကတာဝန်ကရေနွေးငွေပြောင်းရုံတွေမဟုတ်ဘဲနဲ့ reactor ကြီးရဲ့
အပူချိန်ကိုရှော့ချပေးဖို့အဓိကအရေးပါတဲ့နေရာမှာလည်းပြုလုပ်ပေးရပေါ့နော်ဆိုတော့ဒါဆိုရင်ဒီ nuclear reactor တွေကိုရေတွေအမြဲတမ်းပေးနေဖို့ကနံပါတ်1ဖြစ်တယ်ဆိုတော့ဒီရေတွေကတစ်စက္ကန့်လေးတောင်မှရပ်သွားဖို့မသင့်တော့ဘူးပေါ့နော်ဒါကြောင့်ဒီ nuclear power plant မှာတော့ဘေးနားမှာရှိတဲ့ဆယ်ရှိရပေါ့နော်ဒီဘေးနားဆယ်ကြီးစီမှာရေတွေတိုးလောင်ထားပြီးတော့ဒီရေတွေကိုရှူတယ်ဒီဆယ်ကြီးကလည်းသူ့ဘေးနားမှာရှိတဲ့မြစ်နဲ့ချိတ်ထားတာဖြစ်တဲ့အတွက်ရေကတော့အမြဲတမ်းရှိနေမယ်ပေါ့နော်ဆိုတော့ရေကတော့ပြတ်သွားစရာအကြောင်းမရှိဘူးပြီးတော့ဒီဆယ်တွေကနော်ရေတွေကိုရဖို့လဲရေပတ်အနေနဲ့သူကခိုးတဲ့ကိုမောင်းပေးတယ်ပေါ့နော်ဒီရေပတ်တွေကစက္ကန့်နဲ့အမျှလဲပတ်နေဖို့လိုတယ်ဆိုတော့တကယ်လို့ဒီရေပတ်တွေကိုမလဲနိုင်သေးတဲ့အချိန်မှာဆိုလို့ရှိရင်လည်း backup အနေနဲ့လဲဖို့ဒီ nuclear power plant မှာdiesel generator တွေနဲ့လည်းထားပေးဆိုတော့ပုံမှန်ဆိုရင်တော့ diesel generator တွေမလို့ဆိုတော့ဒီ reactor တွေကထွက်လာတဲ့လျှက်စစ်ကိုပြန်သုံးပြီးတော့ပြန်လဲတာပေါ့နော်ဆိုတော့ဒါကြောင့် diesel generator တွေကတော့ backup အနေနဲ့ထားထားတယ်ဒါကတော့ဒီ power plant တစ်ခုလုံးမှာ general အလုပ်လုပ်တဲ့ပုံစံကိုပြပြထားဆိုတော့ကျွန်တော်တို့အခုအထက်ကရှိတဲ့ခိုးဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြရအောင်ဆိုတော့အထက်မှာ reactor ခိုးကဘယ်လိုလုပ်လို့လဲဆိုတော့ reactor ခိုးကိုအကြမ်းပြင်းကြည့်မယ်ဆိုရင်တော့အပိုင်း၃ပိုင်းရှိပါပထမဆုံးတစ်ခုကတော့သူ့ထဲမှာပါတဲ့ fuel rod လို့ခေါ်တဲ့ uranium အချောင်းတွေဒုတိယမြောက်တစ်ခုကတော့သူ့ဘေးနားမှာရှိတဲ့ graphite အတုံးကြီးတွေဖြစ်တယ်တတိယမြောက်တစ်ခုကတော့ graphite အတုံးကြီးတွေကြားထဲမှာထည့်ထားတဲ့ boron အချောင်းတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ၃ချောင်းကအဓိကဖြစ်တယ်ပထမဆုံး reactor fuel ဖြစ်တဲ့ uranium 235ဆိုတဲ့radio တတိကြွတဲ့ပစ္စည်းက radio တတိကြွတဲ့ metal ပေါ့နော်ဒီ metal ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်ပြောပြချင်သူကတော့တကယ်တော့ chain reaction ဖြစ်ပြီးတော့အလုပ်လုပ်တယ်ဆိုတော့ chain reaction ဆိုတာကိုမြင်သာအောင်ကျွန်တော်ပြောပြတယ် uranium ရဲ့အတန်တစ်လုံးကိုကျွန်တော်တို့တွားကြည့်မယ်ဆိုလို့ရှိရင်တော့သူက unstable ဖြစ်နေတဲ့အတန်အမျိုးအစားဖြစ်တယ်ပေါ့နော်သူကပုံမှန် proton ထက်စာရင်ဒီအတန်ထဲမှာ neutron တွေကအများကြီးဖြစ်နေတယ်ဒါကြောင့်ဒီကောင်ကအရန်ကို heavy ဖြစ်တဲ့အတန်လို့ပြောလို့ရတယ်ဒီအချိန်မှာတကယ်လို့ဘေးနားမှာရှိတဲ့ neutron တစ်လုံးကသာလာပြီးတော့သူ့ရဲ့ nucleus ကိုဝင်တိုက်ခဲ့မယ်ဆိုရင်ငကိုတွေက heavy and unstable ဖြစ်နေတဲ့မတည်ငြိမ်တဲ့ nucleus ကြီးက neutron တစ်လုံးရောက်လာတဲ့အချိန်မှာသူကlighter nucleus နှစ်ခုအဖြစ်ကိုကွဲသွားမယ်ပို့ပြီးတော့သေးတဲ့ nucleus နှစ်ခုအဖြစ်ကိုကွဲထွက်သွားမှာဖြစ်ပါတယ်ဆိုတော့ nuclear fission လို့ခေါ်တဲ့ဒီ process မှာအရန်ကိုများပြားတဲ့အပူတွေထွက်လာစေပါတယ်ဆိုတော့ဒီ energy တွေကသူတို့ကိုထိန်းချုပ်ထားဖို့သုံးထားတာဖြစ်တဲ့အတွက်သူတို့ကွဲသွားတဲ့အချိန်မှာဒီ energy တွေကအပူစွမ်းရည်အနေနဲ့အပြင်ကိုအများကြီးထွက်လာဒါကြောင့်ခုနကတော့ neutron တစ်လုံးကတိုက်တဲ့ energy တွေထွက်တယ်ပြီးရင်သေးတဲ့ nucleus နှစ်ခုကိုကွဲထွက်သွားတယ်ဆိုတော့ဒါအပြင်ဒီသေးတဲ့ nucleus နှစ်ခုအပြင်ဆိုတော့နောက်ထပ် extra အပို neutron နှလုံးမှာထပ်ပြီးတော့ထွက်လာပါတယ်ဆိုတော့ဒီအပို neutron ရဲ့ပထမဆုံး neutron ရဲ့၃ကောင်ပေါင်းပြီးတော့သူ့ရဲ့ဘေးနားမှာရှိတဲ့ atom တွေကိုဆက်ပြီးတော့တိုက်ပါတယ်ဆိုတော့ဆက်ပြီးတော့တိုက်တဲ့အချိန်မှာဘေးနား atom တွေကလည်းပထမအတိုင်းပဲကွဲထွက်ပြီးတော့ဆက်ပြီးတော့ neutron တွေလည်းထပ်ပြီးတော့ထွက်လာပါတယ်ဒါကြောင့်ဒီလိုမျိုး reaction ကတဖြည်းဖြည်းများလာတဲ့အချိန်မှာ energy တွေကလည်းအများကြီးထွက်လာပါတယ်ဆိုတော့ဒါကတော့ chain reaction လို့ခေါ်ပါတယ်ဒါဆိုရင်ဒီ chain reaction ကဇက်တိုက်တာဖြစ်သွားမယ်ဆိုရင် energy တွေအရင်များပြီးတော့ပေါက်ကွဲသွားမှာပါဒါပေမဲ့လည်းဒီ chain reaction ကိုကျွန်တော်တို့ကနှေးကွေးအောင်လုပ်ဖို့ဆိုလို့ရှိရင်ဒါမှမဟုတ်ရပ်တန့်စေချင်လို့ရှိရင်တော့ဘယ်သူကအဓိကလှုပ်ဆောင်ပေးလဲဆိုတော့ boron အချောင်းတွေပါ boron အချောင်းတွေကတော့ဒီ chain reaction ကိုနှေးစေတယ်ရက်စေတယ်ကောင်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့် boron ချောင်းတွေဒါထည့်ဂျားထဲမှာထည့်ထားမယ်ဆိုရင်တော့ chain reaction တွေကနောက်ဆုံးရပ်သွားနိုင်ပါတယ်ဆိုတော့ဒါမှမဟုတ်နှေးသွားနိုင်ပါတယ်ဆိုတော့ boron က neutron တွေကိုအဓိကစုပ်ပေးတဲ့အရာမှုလို့ပါဆိုတော့ boron ကအရန်ကို neutron absorbing ဖြစ်တယ်ပေါ့နော်ဒါက boron ချောင်းတွေရဲ့အဓိက function ဆိုတော့ reaction မြန်ခြင်း boron ချောင်းတွေကိုခဏထုတ်တာ reaction နှေးကျင်လို့ရှိရင်တော့ boron ချောင်းတွေကိုသူတို့ရဲ့ဒီခိုးကြားတွေကိုပြန်ထည့်ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုကတော့ graphite အတုံးကြီးဖြစ်ပါတယ်ဒီ graphite အတုံးကြီးတွေကသူကဘာနဲ့တူလဲဆိုတော့ reaction ကိုမြန်စေတာဆိုတာထက်ပေါ့နော် reaction မြန်စေတယ်လို့လည်းပြောလို့ရတယ် reaction ပို့ပြီးတော့အားကောင်းစေတယ်လို့လည်းပြောလို့ရတယ်ဘလို့အလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ခုနကတော့လာတဲ့ neutron တွေကဒီ uranium atom တွေရဲ့ nucleus ထဲကိုတက်တိုက်ဖို့နည်းနည်းလေးခတ်တယ်ဘာလို့လဲဆိုတော့သူကအရန်ကို speed များတဲ့ကောင်ဒါကြောင့်အဲ့ဒီ graphite ကကြတော့ neutron တွေရဲ့ speed ကိုနှေးသွားစေတယ်ပေါ့နော်ဆိုတော့ခုနကတော့ neutron အမုံလေးတွေရဲ့ speed ကနှေးသွားတဲ့အချိန်မှာ nucleus တွေကိုတိုက်ဖို့အတွက် chance ကပိုပြီးတော့များပါတယ်ဒါကြောင့် neutron တွေက graphite နဲ့တွေ့တဲ့အချိန်မှာတော့ခုနကတော့ atom တစ်လုံးချင်းစီရဲ့ nucleus တွေကိုတိတိကျကျသွားပြီးတော့တိုက်နိုင်ပါတယ်ဒါကြောင့် nuclear fission ကလည်းပိုပြီးတော့အားကောင်းပါပါတယ်အကြမ်းပြောရမယ်ဆိုရင်တော့ boron တွေက reaction ကိုနှေးအောင်လုပ်တာဖြစ်ပြီးတော့
graphite တွေကတော့ reaction ကိုမြန်အောင်လုပ်တယ်လို့မှတ်ထားလို့ရပါတယ်ဆိုတော့ပြန်ဆက်ကမယ်ဆိုလို့ရှိရင်တော့ channel ဘိုင်းကအခုထက်ထိအရန်ကိုအားပြင်းတဲ့အတွက်ကြောင့်လူတွေဒီနေရာကြီးကိုသွားလို့မရသေးပါဘူးဆိုတော့ဒီ accident ကြီးကဘယ်လိုမျိုးဖြစ်သွားခဲ့ရလဲဆိုတာကိုပြန်ပြောချင်ပါတယ်1986 April 26ရက်နေ့ညနေဘက်မှာတော့အလုပ်သမားတွေကဒီ reactor number 4ရဲ့လျှက်စစ်ထုတ်လုပ်နိုင်စွမ်းကိုစပြီးတော့စမ်းသပ်နေပါတယ်သူတို့ကဘယ်လိုစမ်းသပ်လဲဆိုတော့1600 megawatt လောက်ထိလျှက်စစ်တွေထွက်လာရမှာဒါပေမဲ့လည်းဒီဟာက test တစ်ခုတီးသန့်ဖြစ်တဲ့အတွက်ကြောင့်900 megawatt လောက်ထွက်ရင်တော့မှဒီ test ကအောင်မြင်တယ်လို့သူတို့ကသတ်မှတ်မှာဖြစ်ပါတယ်ဒါပေမဲ့တကယ်ပြဿနာကဘယ်ကနေစလဲဆိုတော့သူတို့ controller တွေကိုစပြီးတော့သူတို့ထုတ်လိုက်တယ်ထုတ်လိုက်တဲ့အချိန်မှာတော့ chain reaction ကစပြီးတော့စတင်ခဲ့ပါတယ်ဆိုတော့အဲ့အချိန်မှာသူတို့သတ်မှတ်ထားတဲ့ controller တွေကိုထုတ်လိုက်တဲ့အချိန်မှာ reactor number 4က900 megawatt လောက်ထိလျှက်စစ်တွေမထွက်လာဘဲနဲ့30 megawatt လောက်ထိပဲထွက်လာပါတယ်ဒီချိန်မှာသူတို့တွေကနည်းနည်းအံ့ဩသွားတယ်ဟာဘာကြောင့်လဲပေါ့ဆိုတော့ပြဿနာကတကယ်တော့ reactor ထဲမှာဖြစ်နေတာဖြစ်ပါတယ်ထဲမှာ nuclear chain reaction တွေကြောင့်ဓာတ်ငွေတစ်ခုထွက်လာပါတယ်အဲ့ဒါကတော့ xenon 135ဆိုတဲ့ဓာတ်ငွေအမျိုးအစားတစ်ခုဖြစ်ပါတယ်သူကလည်းခုနကတော့ဘိုရွန်အချောင်းတွေလိုမျိုးပဲ neutron တွေရဲ့ speed ကိုစုပ်လိုက်တဲ့အတွက်ကြောင့် reaction ကနှေးသွားတာဖြစ်ပါတယ်ဒါကြောင့် xenon ဓာတ်ငွေတွေက reaction ကိုနှေးအောင်လုပ်နေတာကိုသူတို့ကသတိမထားမိဒါပေမဲ့သူတို့က xenon တွေကပုံမှန်တိုင်းဆိုရင်တော့ xenon တွေကထွက်လာလေးရှိဒါပေမဲ့လည်းအပူကြောင့်သူတို့ဘာသာသူတို့အငွေ့ပြန်သွားတယ်ပေါ့နော်ဒါဆိုရင်သူတို့ကဒီ xenon ဓာတ်ငွေကအငွေ့ပြန်သွားပြီလို့ထင်နေတယ်ဒါပေမဲ့ဘာကြောင့်များသူတို့ရဲ့လျှက်စစ်က30 megawatt ပဲထွက်နေတာလဲပေါ့နော်တကယ်တော့ xenon တွေကအငွေ့မပြန်သေးလို့ပေါ့နော်ဆိုတော့အဲ့မှာ xenon တွေတဖြည်းဖြည်းနဲ့ reactor ထဲမှာများလာတဲ့အတွက်ကြောင့်သူတို့ရဲ့လျှက်စစ်ထွက်နှုန်းကပုံမှန်ထက်နည်းနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုတော့ xenon poisoning လို့ခေါ်ပါတယ်ဒီအချိန်မှာပဲအလှည့်ကျနေတဲ့ supervisor Anatoly ဆိုတဲ့တယောက်ကသူကဘိုရွန်ချောင်းတွေကိုလိုတာထပ်ပို့ပြီးတော့ထုတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်ဆိုတော့ဘိုရွန်ချောင်းတွေကိုထုတ်ခိုင်းလိုက်တယ်ပေါ့နော်အဲ့ခါကျတော့ reaction ကလည်းမြန်လာပါတယ်ဒါပေမဲ့သူတို့လိုချင်တဲ့ reaction rate ကိုတော့မရောက်လာသေးပါဘူးသူတို့က900လိုချင်ပေမဲ့အခုအချိန်မှာတော့200 megawatt လောက်ထိပဲထွက်လာသေးပါတယ်ဒါတောင်ဘိုရွန်ချောင်းတွေကလိုတာထပ်ပို့ထုတ်ထားပြီးဖြစ်ပါတယ်ဆိုတော့ဒီချိန်မှာ तू ကမကျေနပ်ဘူးနောက်ထပ်ဘိုရွန်ချောင်းတွေကိုချက်ပြီးတော့ထုတ်လိုက်ဆိုပြီးတော့အမိန့်ပေးလိုက်ပါတယ်ဒါကြောင့်စုစုပေါင်းဘိုရွန်ချောင်း211ချောင်းရှိတဲ့အချိန်မှာ तू ကနောက်ဆုံး8ချောင်းပဲခြံထားလိုက်ပါတယ် तू တေချာသတိမထားမိလိုက်တာက nuclear reactor တွေရဲ့စီးမြင်ဥပဒေသားတွေကိုချိုးဖောက်လိုက်တာပါ nuclear reactor တစ်ခုမှာဘလို့အခြေအနေမျိုးပဲရောက်ပါစေဘိုရွန်ချောင်းအနည်းဆုံး15ချောင်းကျန်နေရမှာဖြစ်ပါတယ်ဒါပေမဲ့ तू ကနောက်ဆုံး8ချောင်းထိပဲခြံထားခဲ့ပါဒီဟာကသူ့ရဲ့တကယ်အမားကြီးအကြီးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ခါကျတော့လျှက်စစ်တွေကသူတို့ထင်တာချက်အများကြီးစောင့်ပြီးတော့တက်လာပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီအချိန်မှာအပူတွေများလာတဲ့အတွက်ခုနကတော့က xenon ဓာတ်ငွေတွေလည်းအငွေ့ပြန်သွားပြီဖြစ်တယ်လို့ရေဘိုရွန်ချောင်းတွေကလည်းမရှိတော့ပါဘူးပြီးတော့ဒီထဲမှာအပူတွေကြောင့်ရေတွေကချက်ချင်းရေနွေးငွေ့အဖြစ်ကိုပြောင်းသွားခဲ့ပါဒါကြောင့်ရေတွေလည်းမရှိတော့ဘူးဒီခါကျတော့သူ့ရဲ့ nuclear ဓာတ်ပေါင်းဖိုရဲ့အပူကိုစုပ်ပေးမဲ့ရေမရှိတော့ဘူးပေါ့နော်ပြီးတော့ xenon တွေမရှိတော့တဲ့အတွက်ကြောင့် reactor ရဲ့ reaction ကိုနှေးအောင်လုပ်မဲ့ဓာတ်ငွေတွေလည်းမရှိတော့ဘူးပြီးတော့အဲ့အချိန်မှာဘိုရွန်ချောင်းတွေလည်းထုတ်ထားတာဖြစ်တဲ့အတွက် reactor ရဲ့ speed ကဘယ်နည်းနဲ့မှရက်လို့ရမှာမဟုတ်တော့ဘူးဒီအချိန်မှာပဲ nuclear reactor ရဲ့ခိုးကအရန်ပူလာပြီးတော့ရေနွေးငွေတွေရဲ့ဖိအားကြောင့် pressure တွေလည်းအရန်ကိုမြင့်လာခဲ့ပါ reactor တွေရဲ့အဖုံးတွေကချက်ချင်းတုန်ခါလာပြီးတော့အရန်ကိုပြင်းထန်တဲ့အနုမြူလှိုင်းတွေထွက်လာခဲ့ပါတယ်အလုပ်သမားတွေကဒါကိုသိသိချင်းမှာပဲအရေးပေါ် clock ကိုပြေးပြီးတော့နှိပ်ခဲ့ကြပါတယ်အရေးပေါ် clock ကိုနှိပ်တယ်ဆိုတာကဘာလို့လာလဲကိုကျွန်တော်ပြောပြချင်ဆိုတော့အရေးပေါ် clock နှိပ်တဲ့အချိန်မှာခုနကတော့သူတို့ထုတ်ထားခဲ့တဲ့ဘိုရွန်ချောင်းတွေကပြန်ပြီးတော့အထဲကိုဝင်လာပါတယ်ဆိုတော့ပြဿနာကအခုမှစမှာသူတို့ထည့်လိုက်တဲ့ဘိုရွန်အချောင်းတွေကပုံမှန်ဘိုရွန်ချောင်းတွေမဟုတ်ဘဲနဲ့အပြစ်အနာစာတွေပါတဲ့ဘိုရွန်ချောင်းတွေဖြစ်နေပါဘယ်လိုမျိုးလဲဆိုတော့ဘိုရွန်ချောင်းတွေရဲ့ထိတ်က graphite လို့ခေါ်တဲ့အရာနဲ့လုပ်ထားပါဆိုတော့ graphite ကကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ reaction ကိုမြန်အောင်လုပ်တဲ့ကောင်လို့ပြောချင်ပါတယ်ဆိုတော့ဘိုရွန်ချောင်းတွေရုပ်တရက်အများကြီးဝင်လာတာနဲ့အတူထိတ်မှာပါတဲ့ graphite တွေကအရင်ဦးဆုံးဝင်ပြီးတော့ chain reaction တွေကိုစောစောအထက်ပို့ပြီးတော့မြန်အောင်တော့မှလုပ်လိုက်ပါတယ်ဆိုတော့ဒီချိန်မှာအပူဒီချိန်မှာ reactor တွေကအပူတွေကရက်တန့်လို့မရအောင်ကိုများပြားသွားခဲ့ပါတယ်ဆိုတော့ရှိသမျှရေတွေအကုန်လုံးကလည်းအငွေ့ပြန်ပြီးတော့လျှက်စစ်တွေကလည်းချက်ချင်းပဲ900လောက်ခံမှန်းထားရင်းကနေပြီးတော့3000 megawatt လောက်ထိကိုများသွားပါတယ်ဆိုတော့3000 megawatt ပါအဲ့ချိန်မှာပဲ
ဆိုတော့အရန်ကိုကြီးမားတဲ့ပောက်ကွဲမှုကြီးကရေးပေါ်ခလုတ်ကိုနှိပ်ပြီးတော့10စက္ကန့်ပဲကြာတဲ့အချိန်မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့တကယ်တော့ပထမဦးဆုံးပောက်ကွဲမှုကအရေးပေါ်ခလုတ်ကိုနှိပ်ပြီးတော့10စက္ကန့်အကြာမှာဖြစ်သွားခဲ့တာဆိုတော့အဲ့ချိန်မှာပောက်ကွဲသွားတဲ့အချိန်မှာအပူတွေအရန်များလာပြီးတော့ graphite core တွေကလည်းခုနကတော့ပြောတဲ့ graphite တွေကလည်းအရေးပြောသွားခဲ့ပါတယ်ဆိုတော့ပြီးတော့နောက်3စက္ကန့်လောက်ပဲကြာတယ်ပေါ့နော်ဆိုတော့အဲ့ graphite တွေအရေးပြောပြီးတော့3စက္ကန့်လောက်အကြာမှာ reactor ကြီးရဲ့အဖုံးတွေအကုန်လုံးကမီးတောက်ကြီးတွေနဲ့အတူတူတန်တစ်ထောင်လောက်ထိအလေးချိန်ရှိတဲ့အဖုံးကြီးလေထဲကိုပောက်ကွဲထွက်သွားပါတယ်ဆိုတော့ဒီချိန်မှာခုနကရေဒီယို30 watt ပစ္စည်းတွေအကုန်လုံးကလေထဲကိုပြန့်နှံ့သွားခဲ့ပါတယ်အဲ့အနားမှာရှိတဲ့လူနှစ်ယောက်ကချက်ချင်းသေသွားခဲ့တယ်ဆိုတော့ပြီးတော့nuclear fuel တွေရဲ့တခြား radioactive 30 watt ပစ္စည်းတွေအကုန်လုံးကလည်းလေထဲကိုပြန့်သွားပါတယ်ဆိုတော့တနာရီနဲ့26မိနစ်လောက်မှာသူတို့ရဲ့ဒီ alarm တွေစပြီးတော့မြည်လာတယ်ဆိုတော့ဒီချိန်မှာပဲအရေးပေါ်မိသားကားတွေကလည်းရောက်လာခဲ့ပါတယ်ဆိုတော့မိသားကားတွေကလည်းသူတို့ဘာလို့မီးလောင်နေဆိုတာကိုမသိခဲ့တဲ့အတွက်ပုံမှန်အတိုင်းပဲရေတွေနဲ့ပဲငြိမ်းသက်ခဲ့ပါတယ်ဒီမီးတောက်တွေကိုရေနဲ့ငြိမ်းသက်ခဲ့ပေမဲ့လည်း graphite ကြောင့်ဖြစ်နေတဲ့မီးတောက်တွေဖြစ်တဲ့အတွက်ကြောင့်10ရက်လောက်ထိငြိမ်းသက်ခဲ့ရပါတယ်ပြီးတော့ရဟတ်ယာဉ်တွေကလည်းဒီအပေါ်ကနေဖြတ်ပြန်ပြီးတော့တဲတွေပြီးတော့ရွှွန်တွေပြီးတော့ဘိုးရွန်အမှုန်တွေပြီးတော့ဒီခဲမုံတွေနဲ့စပြီးတော့ဖြန်းခဲ့ပါတယ်အပေါ်ကနေဖြတ်ပြီးတော့ပြန်လာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအနေများတယ်ဆိုတော့ရဟတ်ယာဉ်တစ်စီးဆိုလို့ရှိရင်လည်းတိုက်မိပြီးတော့လူ4ယောက်လောက်ထပ်ပြီးတော့တေသွားခဲ့ပါဆိုတော့မိသက်သမားတွေကလည်းခုနကတော့ဖြန်းခဲ့ကြတယ်ဒါပေမဲ့သူတို့အိမ်ရောက်တဲ့အချိန်မှာသူတို့မသိလိုက်တာတော့အနုမျိုးတက်တိကြွားတဲ့ရေတွေနဲ့ရေချိုးပြီးသလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ပဲမကြခင်မှာပင်ပန်းလာတယ်ပြုတ်အန်းနေဆိုတော့နှုံးပြီးတော့မထနိုင်ဖြစ်လာတယ်နောက်ဆုံးမှာတော့ဓာတ်ရောင်ကြီးတင်ပြီးတော့တလားလောက်အတွင်းမှာပဲမိသက်သမား28ယောက်လောက်လည်းဆက်ပြီးတော့တိတ်ဆုံးသွားခဲ့ပါတချို့တိတ်ပြီးတော့မထိခဲ့တဲ့သူတွေဆိုလို့ရှိရင်နောက်ထပ်1နှစ်လောက်အကြာမှာတိတ်ဆုံးသွားတဲ့သူတွေလည်းရှိတယ်တချို့နည်းနည်းပဲထိတဲ့သူတွေဆိုရင်10နှစ်လောက်အတွင်းမှာကင်ဆာလိုမျိုးရောဂါတွေဖြစ်လာတယ်လို့လည်းပြောပါဆိုတော့reactor ကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့10လောက်အကြာမှာတော့မီးတွေငြိမ်းသွားခဲ့တယ်ဒါပေမဲ့ပြဿနာကတော့မပြီးသေးဘူးဘလို့မပြီးသေးရလဲဆိုတော့မီးတွေတော့ငြိမ်းသွားခဲ့ပေမဲ့ reactor ရဲ့အောက်ခြေမှာဘာတွေရှိလဲဆိုတော့ရေတွေတူလောင်ထားတဲ့ရေကန်ရှိပါဒီရေတွေက radio 30ကြွနေတဲ့အပြင်ဒီအပူတွေကြောင့်ပဲရေတွေကရေငွေ့အဖြစ်ကိုပြန်နေတာဖြစ်ပါဆိုတော့ဒါပေမဲ့ဒီရေငွေ့တွေကထွက်เสียအပေါက်မရှိတဲ့အတွက်ကြောင့်သူတို့ရဲ့ဖိအားတွေများလာပြီးတော့နောက်ထပ်အရန်ကိုကြီးမားတဲ့ပောက်ကွဲမှုကြီးတတိယမြောက်ပောက်ကွဲမှုကြီးတခုထပ်ဖြစ်လာနိုင်တယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကသိနေပါတယ်ဆိုတော့ဒီတစ်ခေါက်ပောက်ကွဲမှုသာဖြစ်မယ်ဆိုရင်တော့ဥရောပတိုင်းလုံးဒုက္ခရောက်ပြီးတော့နေလို့မရတဲ့နေရာကြီးတခုဖြစ်သွားတော့မှာပါဆိုတော့ဒီဟာအတွက်လုပ်เสียရတော့တခုပဲကြံပါတော့ဒါကတော့လူတစ်ယောက်ကဒီအောက်ကိုသွားမယ်ပြီးလို့ရှိရင်ဒီရေတွေကိုထွက်ဖို့အပေါက်ကိုဖွင့်ပေးရဒါပေမဲ့တေးကြတာကတော့ဒီလူကဒီအောက်ကိုသွားပြီးလို့ရှိရင်မကြခင်မှာပဲရေဒီယို30ကြွတဲ့ရောင်ကြီးတွေကြောင့်သိမယ်ဆိုတာကိုသိပါတယ်ဒါမှမဟုတ်ရင်တစ်သက်လုံးလဲယောဂါတွေဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဘယ်သူလုပ်မှာလဲဒီကကြည့်နေတဲ့သူတွေဆိုရင်ရောလုပ်မှာဆိုတော့ဒါပေမဲ့အရန်ကိုထူးဆန်းတာအဲ့ချိန်မှာပဲဒီကိစ္စကြီးကိုပြုလုပ်ဖို့အတွက်သူ့ရဲကောင်း3ယောက်လောက်ပေါ်လာပါတယ်ဆိုတော့ဒီသူရဲကောင်း3ယောက်ကတော့ဒီလူတွေပဲဖြစ်ပါတယ်ဆိုတော့သူတို့က1986ခုနှစ်မေလ4ရက်နေ့လောက်မှာတော့ရေငုပ်ဝစ်စုံနေနဲ့အတူတူဒီ tank စီကိုဓာတ်မီးလေးတစ်ခုလောက်ပဲကင်ပြီးတော့သွားခဲ့တာဖြစ်ပါတယ်အောင်မြင်မြင်နဲ့ပဲအထက်ကရေတွေကိုဖောက်ချနိုင်ခဲ့ပြီးတော့သူတို့ကကဘာကြီးကိုကယ်တင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ထူးဆန်းတာတော့ဒီသူရဲကောင်း3ယောက်လုံးကဘေးကင်းကင်းအောင်မြင်မြင်နဲ့ပဲပြန်ရောက်လာခဲ့ပါတယ်ဆိုတော့သူတို့ကကောင်းကောင်းမွန်ပဲအသက်ရှင်ပြီးတော့နေထိုင်သွားကြတယ်ဆိုတော့ပြဿနာတော်တော်များများရှင်းသွားပြီလို့ထင်ပေမဲ့ဒီ reactor အနီးနားမှာရှိတဲ့အကျွင်းကြံတွေပတ်ဝန်းကျင်ကအကျွင်းကြံတွေ reactor တွေကအကျွင်းကြံတွေကတော့ရှင်းလင်းဖို့မဖြစ်နိုင်သေးပါဘူးဆိုတော့ဒီခါကျတော့ Soviet Union ကပထမအဆုံးစက်ရုပ်တွေသုံးပြီးတော့ရှင်းလင်းရေးကိုလုပ်ကြည့်ကြတယ်ဒါပေမဲ့လည်း radiation တွေကြောင့်စက်ရုပ်တွေလည်းအနားမှာပျက်စီးသွားခဲ့ကြပါတယ်ဆိုတော့အဲ့ခါကျတော့သူတို့ကထောင်နဲ့ချီတဲ့လူတွေကိုသုံးပြီးတော့အမြန်အဆန်ပဲဒီနားမှာရှိတဲ့ပျက်စီးတွေကိုရှင်းလင်းဖို့တစ်နှစ်အတွင်းလူပေါင်း2သိန်းလောက်ထိသုံးပြီးတော့တန်ရှင်းလုပ်ခဲ့ကြပါတယ်ဆိုတော့အယောင်တက်ကြွကြွနဲ့ပြုလုပ်ခဲ့ကြတာဆိုဗီယက်ယူနီယံရဲ့ဒီ blame ခံရတဲ့အချက်ကဒီကိစ္စကိုသူတို့ကဖုံးဝယ်ထားခဲ့တာဖြစ်ပါတယ်ဆိုတော့သူတို့ပြည်သူတွေကိုတော့ချက်ချင်းအသိမပေးခဲ့တာပါဆိုတော့တကယ်တော့ဒီနောက်ွယ်မှာဘာကြောင့်လဲဆိုတော့ဒီချိန်ကစစ်ပြီးကာလဆိုပေမဲ့ဒီသွေးအေးစစ်ပွဲတွေကလည်းဒီဖြစ်နေတော့မယ်ပေါ့နော်ဒါကြောင့်သူတို့ရဲ့ဒီလိုမျိုးအဖြစ်အပျက်ကိုပြပြလိုက်ရင်တခြားကမ္ဘာမှာသူတို့ရဲ့အတိုက်ခံနိုင်ငံတွေကသူတို့ရဲ့အားနည်းချက်ကိုသိသွားမယ်ဆိုတော့ဒါကြောင့်သူတို့တွေရှုံးသွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လဲသူကမကြေညာခဲ့တာလို့ပြောပါတယ်ဆိုတော့ဒါပေမဲ့လည်းဒီဖြစ်ပျက်ကြောင့်ပဲဆိုဗီယက်ယူနီယံပြိုကွဲသွားတယ်လို့ပြောရင်လည်း
မမှားဘူးပေါ့နော်ဒီဖြစ်ပျက်ကဆိုဗီယက်ယူနီယံကိုပြိုကွဲသွားစေတဲ့အကြောင်းရင်းတွေကအဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ခုနဟာကိုပြန်ဆက်ကမယ်ဆိုရင်တော့ခုနကတော့ရေဒီယိုတက်တီကြွားတဲ့ကိစ္စကိုဆိုဗီယက်ယူနီယံကဖုံးကွယ်ထားပေမဲ့ဘယ်လိုသိသွားကြတာလဲဆိုတော့ပထမဆုံးသိသွားတဲ့နိုင်ငံကတော့ဆွီဒင်နိုင်ငံဖြစ်ပါတယ်ဆွီဒင်နိုင်ငံမှာလည်းဒီအနုမြူဓာတ်ပေါင်းပိုရှိတဲ့အတွက်ကြောင့်သူတို့ရဲ့ဒီလေထဲမှာရှိတဲ့ဓာတ်ရောင်ခြည်တွေကိုအမြဲတမ်း check လုပ်နေရပေါ့နော်ဆိုတော့အဲ့အချိန်မှာရုတ်တရက်သူတို့ရဲ့လေထဲမှာ radiation တွေကအရမ်းများနေဆိုတော့သူတို့ရဲ့နိုင်ငံထဲကဓာတ်ပေါင်းပေါ်မှာလည်းဘာပြဿနာမှမရှိဘူးဒါကြောင့်လေရနေတဲ့စင်တွက်ချက်ကြည့်တဲ့အချိန်မှာတော့ဒီ radiation တွေကဘယ်ကလာတာလဲဆိုလို့ရှိရင်တော့ဒီချာနိုဘိုင်းစီကလာတာဆိုတော့သိသွားတယ်ဒီချိန်မှာတော့ဆိုဗီယက်ယူနီယံကလည်းဆက်ပြီးတော့ဖုံးကွယ်လို့မရတော့တဲ့အတွက်ကြောင့်ကမ္ဘာကြီးကိုဒီဖြစ်ပျက်ကြီးကိုကြီးညာခဲ့ပါတယ်ဆိုတော့ပြီးတော့ဒီပေါက်ကွဲမှုကြီးအပြီး2ရက်လောက်နေတဲ့အချိန်မှာတော့အနီးနားပြည်သူတွေကိုကြီးညာခဲ့တယ်ဆိုတော့နေရာတွေလည်းပြောင်းရွှေ့ပေးခဲ့တယ်ဆိုတော့ပြီးတော့ဒီချာနိုဘိုင်းရဲ့အနီးနား30ကီလိုမီတာလောက်ကိုလည်းလူတွေနေထိုင်လို့မရတဲ့နေရာအဖြစ်ကြီးညာခဲ့ပါတယ်ဆိုတော့ဒီနေရာမှာလူတွေကလည်းခဏလေးပဲလို့ထင်ပြီးတော့သူတို့ရဲ့အရေးကြီးတဲ့ပစ္စည်းတွေကလွဲပြီးတော့ဘာမှမယူလာခဲ့ကြဘူးပေါ့နော်ဆိုတော့ဒီချိန်မှာပြောင်းရွှေ့ခံခဲ့ရတဲ့လူတွေကတော့တော်တော်လေးတော့တနာစရာကောင်းပါတယ်ဆိုတော့ပထမ2ရက်လောက်နေမှလည်းတည်တယ်ပြီးတော့သူတို့မှာပြောင်းရွှေ့ခံရတဲ့အချိန်မှာလည်းဘာပစ္စည်းတွေမှမပါလာဘူးပေါ့နော်ဆိုတော့ဒါဆိုဗီယက်ယူနီယံရဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့ဂီယူဆိုင်မှုအားနည်းတယ်လို့ပဲမြင်နေပေါ့နော်အဲ့နောက်ပိုင်းမှာတော့ဒီဓာတ်ရောင်ခြည်တွေကိုထိန်းချုပ်ဖို့ဆိုပြီးတော့သူတို့ဒီ sarcophagus ဆိုတဲ့ဒီအဆောက်အုံကြီးကို Reactor number 4အပေါ်မှာ concrete တွေနဲ့တိဆောက်ခဲ့တယ်ဆိုတော့ဒီအဆောက်အုံကြီးကအလုံးဆိုပေမဲ့လည်းလေထွက်ဖို့အတွက်အပေါက်တွေတော့ထားပေးတယ်မို့လို့ရှိရင်ဒီ PR တွေများလာပြီးတော့ထပ်ပြီးပေါက်ကွဲနိုင်တဲ့အတွက်ကြောင့်ပေါ့နော်28နှစ်လောက်အကြာမှာတော့ဒီအဆောက်အုံကြီးကလည်းပျက်စီးလာတယ်ဒါကြောင့်သူတို့3 billion လောက်အကုန်ကြခံပြီးတော့အရန်ကိုကြီးမားတဲ့ဒီလိုမျိုးတန်မဏိနဲ့လုပ်ထားတဲ့အမိုးကြီးနဲ့ထပ်ပြီးတော့ဖုံးခဲ့ပါတယ်ဆိုတော့ဒီအမိုးကြီးကဘယ်လောက်တောင်ကြီးလဲဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံရဲ့လေဘာဒီရုပ်ထုကြီးတရုတ်စာလောက်ရှည်တယ်ပြီးလို့ရှိရင်နောက်ထပ်သူ့ရဲ့အကွာအဝေးကတော့တိုက်တန်းနဲ့သင်္ဘောကြီးတစ်စီးစာလောက်ကိုကျဲတယ်ပေါ့နော်ဆိုတော့ဒီလောက်ကြီးမားတဲ့ပစ္စည်းကိုနိုင်ငံတကာရဲ့အကူအညီနဲ့တိဆောက်ပြီးတော့အခုဆိုရင်ဖုံးအုပ်ထားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါပြောကြားချက်တွေအရာကတော့ဒီအဆောက်အုံကြီးကိုနောက်ထပ်အနှစ်100လောက်ထိဖုံးထားမှာဖြစ်တယ်ဆိုတော့နောက်ထပ်အနှစ်100လောက်အတွင်းတော့အဲ့နေရာကြီးကလူတွေအတွက်အန္တရာယ်များတဲ့နေရာကြီးတစ်ခုဆက်ဖြစ်နေဦးမယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့အရေးပေါ်ထိန်းချုပ်မှုတွေတန်ရှင်းရေးတွေပြည်သူတွေကိုပြောင်းရွှေ့တာတွေနော်ပြီးအသက်ရှင်တဲ့သူတွေကိုထောက်ပံ့ရတာတွေအကုန်လုံးကိုလုပ်ခဲ့ရတဲ့အတွက်ကြောင့်ဒီဆိုဗီယက်ယူနီယံကလည်းတော်တော်လေးအကုန်ကျများပြီးတော့အလုပ်တွေရှုပ်သွားခဲ့တယ်ဒါကြောင့်လည်းသူတို့ဒီပြိုကွဲတဲ့ထဲမှာပါဝင်ခဲ့တယ်ပေါ့နော်ဒီအချက်ကြီးက2000ခုနှစ်ထိတချို့ reactor တွေကိုလဲပတ်ခဲ့ပေမဲ့လည်းအခုတော့ reactor တွေအကုန်လုံးတော့အပြီးတိုင်းပိတ်သိမ်းလိုက်ပြီဖြစ်တယ်ပေါ့နော်အနည်းချုပ်ပြောရမယ်ဆိုရင်တော့လူတွေမရှိတော့တဲ့ဒီနေရာလေးမှာတိရစ္ဆာန်လေးတွေအများအပြားတော့လာပြီးတော့ကျစားနေကြတယ် radiation တင်တဲ့ဒဏ်တွေကိုလည်းလူတွေအပြင်တိရစ္ဆာန်တွေအပင်တွေဆိုတော့ပတ်ဝန်းကျင်ရပါခံခဲ့ကြရတယ်ပေါ့နော်ဆိုတော့ဒါကြောင့် nuclear energy ရဲ့ကြောက်စရာကောင်းတဲ့အချက်ကိုကဘာကြီးတစ်ခုလုံးကမျက်ဝါးထင်တွေ့မြင်ခဲ့တယ်ဒါကြောင့်နောက်ပိုင်းမှာတော့လူတွေကအရန်ကိုကောင်းတဲ့ renewable energy လို့ခေါ်တဲ့ပြန်ပြီးတော့ကျွန်တော်တို့ clean ဖြစ်ပြီးတော့အမြဲတမ်းမကုံဆုံးနိုင်တော့မယ့် energy အရင်းမြစ်တွေကိုရှာဖွေနေကြတယ်။ဥရောပနိုင်ငံတချို့မှာဆိုလို့ရှိရင်တော့ဘယ်နှစ်ခုနှစ်အပြီးပေါ့နော် nuclear power plants တွေဒါမှမဟုတ် nuclear energy ကိုမှီခိုတာတွေကိုရပ်တန့်ဖို့ဆိုပြီးတော့လေသူတို့တွေစီးမင်းဥပဒေတွေထုတ်ကြတယ်ဆိုတော့တချို့ဆိုရင်လည်းအပြီးတိုင်းဖြတ်သိမ်းသွားကြပြီပေါ့နော်ဆိုတော့ဒါကြောင့်တချို့ကျွန်တော်တို့နိုင်ငံမှာလည်း nuclear reactor စောက်ဖို့အတွက်စ조사နေတဲ့သူတွေရှိလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုပြပြီးတော့နည်းနည်းလောက်ပညာပေးလို့ရပါတယ်လို့ကျွန်တော်ပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုဒီနေရာမှာအဆုံးသတ်ချင်ပါတယ်